တတ်နိုင်တာမတတ်နိုင်တာနဲ့ဘာမှမဆိုင်ဘူးဒါနကောင်းမှုဆိုတာပတ်စံရှိမှလုပ်လို့ရတာမဟုတ်ဘူးနော်တတ်နိုင်တာမတတ်နိုင်တာနဲ့မဆိုဘူးတချို့ကပြောမယ်တို့ကတော့မချမ်းသာလို့မလူနိုင်ဘူးလို့ဒီလိုပြောလိုက်မယ်ချမ်းသာတာမချမ်းသာတာနဲ့မဆိုင်ဘူးဒီဟာကနော်သူ့တိုင်းတာတစ်ခုကြတော့လူနိုင်တာပဲလေတိုင်းတာလေးတစ်ခုကိုစားတဲ့ထဲကဓမင်းတစ်လုံးလျှော့ပြီးတော့စားလှူလို့မရဘူးလားရတာပဲဒါနကောင်းမှုဆိုတာမြတ်စွာဘုရားကအတိုင်းတာတစ်ခုပြထားတယ်ဝိသဂေါတသုတ်ဆိုတာရှိတယ်အဲ့ဒီသုတ်မှာမြတ်စွာဘုရားဟောထားတာတတိထားเสียပဲကိုစားပြီလို့အိုးခွက်ပကံဆေးကြောတဲ့ထဲမှာပါသွားတဲ့ထမင်းပတ်ဟင်းပတ်လေးတောင်မှပဲတရဝါလေးတွေစားပါစေဆိုတဲ့စိတ်ကလေးသာညွတ်လိုက်လို့ရှင်အဲ့ဒါလေးကဒါနကုသိုလ်လေးပဲတဲ့ဒါလောက်ထိအောင်ဟောထားတာနော်အဲ့ဒါကိုဒါနကုသိုလ်ဖြစ်တယ်တဲ့